အားလုံးမင်္ဂလာဗျာ21ရက်နေ့17လပိုင်းเนาะဒီနေ့တော့အဓိက Club Cup 3ပွဲပြီးတော့ Championship ပွဲတစ်ပွဲပြီးတော့ Portuguese ပွဲလာခံမယ်တော့မယ်ဗျပထမဆုံးပွဲတော့ Man U နဲ့ပါလီပွဲသွားလိုက်အောင်ဗျဒီနေ့ဖွင့်လာတဲ့ခြေတော့ Man U တလုံးသွင်းပြ50ရှုံးเนาะ6ပေါင်း0တော့3လုံးပလက်30ပေါ့เนาะဒီနေ့ Man U လက်ရှိအခြေအနေကိုကြည့်ရမယ်ဆိုအဓိကနောက်ခံကစားသမားမပါနိုင်ဘူးเนาะဒီဝါလန်နဲ့မာတင်နက်ပေါ့เนาะပြင်သစ်ကစားသမားနဲ့အချင်းနာကစားသမားဒီနေ့နောက်သားတော့မကွဲရနဲ့ဒီလီတီလော့ဖ်နဲ့ပွဲထွက်လာဖို့ရှိတယ်เนาะပြီးတော့ Man U ဒီကပ္ပဖလားမှာပေါ့เนาะ Man U နဲ့လေချင်းခန်းဆင်းနေတဲ့ဆန်ချိုလည်းတန်ရပြဿနာကြောင့်မပါလာနိုင်ဖို့များတယ်เนาะဒီနေ့တော့ Man U လူပို့ပြီးတော့မဆုံးဘူးပေါ့เนาะပါလီနဲ့ Man U have to have တွေ့ဆုံမှုမှာ Man U အိမ်ကွင်းမှာပါလီအနိုင်ယူဖူးတယ်เนาะ C2 နဲ့ပေါ့เนาะကျန်တဲ့လက်ရှိနောက်ဆုံး6ပွဲမှာတော့ Man U 4ပွဲနိုင်တပွဲတည်ဗျဒီလက်ရှိနောက်ဆုံးတွေ့ဆုံမှုမှာ1-1နဲ့တည်ထားတယ်เนาะပါလီအိမ်ကွင်းဗျဒီနေ့ international ခန့်မှန်းချက်တော့1-1ပေါ့เนาะဒီပါလီနဲ့ Man U เนาะဒီလက်ရှိနောက်ဆုံးကပ္ပဖလားမစခင်မှာသူတို့ကစားခဲ့တဲ့ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်အချိန်လေးတွေနှစ်သင်းလုံးကောင်းတယ်เนาะပါလီရဲ့တော့ဒီလက်ရှိ73ရက်နေ့12လပိုင်း17ရက်နေ့နဲ့19ရက်နေ့စကစားပြီเนาะ Championship ပေါ့เนาะ8ပွဲနဲ့ပွဲလုံးမှာ3ဂိုးအနည်းဆုံးရှိတယ်เนาะတပွဲမှာเนาะနောက်ပွဲလုံး3ဂိုးနဲ့ပြန်ဖက်အသိန်းကိုနိုင်ထားတဲ့အတွက်ပါလီလည်းခြေစွမ်းကောင်းပြထားတယ်လို့သတ်မှတ်လို့ရပါတယ်ဗျ။ Man U တော့ခြေစမ်းပွဲမှာအချင်းနေမကောင်းเนาะကပ္ပဖလားမှာ Man U ခြေစမ်းပွဲတွေကစားလဲခြေစမ်းပွဲမှာရှုံးတဲ့ပွဲတွေပိုများတယ်เนาะပြောမယ်ဆိုလည်းရှိအချင်းနေတော့ပါလီရောနည်းနည်းပိုကောင်းနေတာပေါ့เนาะပါလီတော့ဒီတန်းတက်လာဖို့ရုန်းကန်နေအတင်းเนาะဒီပွဲလို့ကျွန်တော်ပါလီကိုကြိုက်ပါတယ်ဗျာเนาะ Man U နိုင်တော့နိုင်မယ်เนาะကိုပြတ်မနိုင်ဘူးလို့ထင်ပါတယ်ဗျာเนาะ2-1-1 C เนาะကျွန်တော်ဒီနေ့ပါလီကိုပေါ်ဒီရွေးပါတယ်ဗျာเนาะ Man U တလုံးသွင်းအောင်ပြ50ရှုံးနေเนาะဟုတ်ကဲ့ international ခမှန်းချက်တော့1-1ပေါ့နော်ကျွန်တော်တို့ Man U 1 C နဲ့နိုင်မယ်လို့ထင်ပါတယ်ဗျာနော်ကျွန်တော် body ရွေးနေနော်ပါလေဗျအကြိုက်သူမှလိုက်ထိုးနော်နောက်တစ်ပွဲတော့ Blackburn နဲ့ Nottingham ပွဲနော် Blackburn အတင်းတော့ Championship မှာအဆင့်3မှာရှိနေပါတယ်ဗျ Nottingham တော့ Premier League မှာအဖွင့်ပွဲတွေမှာအသိအချင်းတွေမကောင်းเนาะတန်းတက်လာပြီးတော့လက်ရှိအောက်ဆုံးအဆင့်မှာရှိနေပါတယ်ဗျBlackburn နဲ့ Nottingham တော့တွေ့ဆုံမှုတွေခဏခဏရှိနေတယ်เนาะပြောမယ်ဆို Championship မှာပေါ့เนาะလက်ရှိနောက်ဆုံးနှစ်ပွဲတွေ့ဆုံမှုမှာ Blackburn အင်ကွင်း Blackburn ရှုံးတယ်เนาะ Nottingham အင်ကွင်း Nottingham ရှုံးပါလေဗျC2 နဲ့ 1-2 เนาะလက်ရှိနောက်ဆုံးတွေ့ဆုံမှုပေါ့เนาะအင်ကွင်းရှုံးနေရှိတယ်เนาะဒီနှစ်သင်းတွေ့ဆုံမှုမှာတွေ့ဆုံမှုအတိုင်းအားလုံးကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး6ပွဲမှာ Nottingham တော့ပို့နိုင်တာလားပေါ့နော်4ပွဲနိုင်တပွဲတည်း Blackburn တပွဲနိုင်ပဲဖြစ်ပါတယ်ဗျဒီရာဒီ Blackburn အခြေအနေကောင်းနေเนาะ Championship မှာပေါ့နော်လက်ရှိနောက်ဆုံးနှစ်ပွဲမှာတော့တပွဲတော့6ပြတ်ရှုံးသွားတာပေါ့နော် Preston ပေါ့နော် Nottingham တော့ဒီပွဲမတိုင်ခင်မှာ Crystal Palace ကို 1-0 နဲ့ပြန်လာနိုင်ထားတာပေါ့နော်ပြီးတော့Tottenham လည်းနိုင်ထားတယ်เนาะအဲ့လာတော့ဒီ Club Cup ပဲဖြစ်ပါတယ်ဗျဒီနေ့ international ခမှန်းချက်တော့ C1 ပေါ့နော် Nottingham နိုင်တော့မယ်နော် Blackburn ခြေစွမ်းကောင်းတယ်ဒီ Nottingham အဝေးကွင်းမှာဒီပြား40ရှုံးပေးတာတော့ပုံမှန်ပေါ့နော် Nottingham တော့ပြင်းများလေးမှာရှိတဲ့အတွက်ကြေးလာပေးတယ်နော်ဟုတ်ကဲ့ဒီ Blackburn နဲ့ Nottingham တွေ့ဆုံမှုမှာ Nottingham ပုံနိုင်ထားတယ်ပြီးတော့ဒီနေ့ပွဲမှာလည်းဒီပြန်လာတွေ့ဆုံတာပေါ့နော်ဒါပေမဲ့ Nottingham ပြင်းများလေးမှာဒီ Blackburn တော့ Championship မှာပဲပေါ့နော်ဒီပွဲတော့ကျွန်တော်ခြေစွမ်းကိုကြည့်မယ်ဆို Blackburn ပိုကြိုက်တယ်เนาะလူရအားကြည့်မယ်ဆိုဒီနေ့တော့ Nottingham တော့ပိုဆုံးတာပေါ့เนาะ Blackburn ဖက်တော့ဒီတဲနီယာအာယလာတော့ဒီပါလာဖို့များလားမများလားမသိတယ်เนาะအဓိကကစားသမားတယောက်တန်ရထားပါလေဗျကျွန်တော်တို့ဒီပွဲမှာတော့တေပွဲလို့ထင်ပါလေဗျเนาะ CC တော့မဟုတ် 1C เนาะနိုင်တဲ့အသိရွေးပါဆိုဒီနှစ်သင်းလုံးနိုင်တဲ့အချင်းကြီးရှိနေတာပေါ့เนาะဒီပွဲတော့ international ခမှန်းချက်တာတော့ကိုအောင်เนาะကိုပေါင်းစိနှလုံး -80 ရှုံးမလို့ကိုအောက်ဖြစ်ဖို့လည်းများတယ်เนาะကျွန်တော်တော့ Blackburn ကြိုက်ပါလေဗျ Blackburn ပေါ်ရီရွေးတယ်เนาะနောက်တစ်ပွဲတော့ Charlton နဲ့ Brighton ဖြစ်ပါတယ်เนาะ Charlton တော့အဆင့်18မှာရှိနေတာပေါ့เนาะလိပ်ပြန်ပွဲမှာเนาะ Brighton တော့ပြီးများလိပ်မှာပဲဖြစ်ပါတယ်ဗျဒီနေ့လူရင်အားနှစ်သင်းစလုံးတော့ Charlton တော့လူပိုဆုံးတယ်เนาะဒီ Brighton တော့လူငယ်တွေနဲ့ပွဲထွက်လာဖို့ရှိပါတယ်ဗျเนาะArgentina နဲ့ကပ္ပဖလားရတဲ့ Max Arista တော့မပါနိုင်သေးဘူးเนาะ
ဟုတ်ကဲ့ပြောမယ်ဆိုခြာတန်းတော့လက်ရှိအိမ်ကွေးမှာလည်းအရင်မကောင်းပေါ့နော်လက်ရှိနောက်ဆုံးခြာတန်း3ပွဲမှာ3ပွဲလုံးရှုံးတယ်နော်သူတို့အိမ်ကွေးနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ4ပွဲနိုင်4ပွဲရှုံး3ပွဲတည်ရနော်ခြာတန်းလက်ရှိနောက်ဆုံး5ပွဲမှာပထမပိုင်းကနေတင်ကိုတွင်းခံရတာပေါ့နော်ဒီနေ့ဖွင့်လာတဲ့ကြေးတော့ပလိုက်တန်တစ်လုံးတွင်းပြ90ရှုံး9ပေါင်းစေ3လုံးပလက်20ပဲဖြစ်ပါလေဗျပြောမယ်ဆိုဒီနေ့ international ခမန်းချက်တော့1-3နော်ဒါပေမဲ့ဒီနေ့ကြေးအရာကြည့်မယ်ဆိုရင်တော့ Brighton ကြေးအပြတ်သိမ့်မနိုင်ဘူးလို့ထင်ပါတယ်ဗျာနော်1-2-3နဲ့နိုင်မယ်နော်ဒါပေမဲ့ဒီပွဲတော့6ပေါ်ပို့ချိုက်ပါတယ်ဗျာနော်6ပေါ်ပို့အချိန်ရှိတယ်နော်ကျွန်တော်အမြင်ရပါတော့ခြာတန်းနဲ့ Brighton လက်ရှိနောက်ဆုံးသွေးဆုံမှုကြည့်မယ်ဆို1-1နဲ့တည်ကြသွားတယ်နော်အဲ့လာတော့2018မှာပဲဖြစ်ပါတယ်ဗျာဒီခြာတန်းနဲ့ Brighton လက်ရှိနောက်ဆုံးသွေးဆုံမှု6ချိန်မှာ Brighton တော့4ပွဲထိနိုင်เนาะပြီးတော့2ပွဲတည်ရပေါ့เนาะခြာတန်ကတော့ Brighton မနိုင်တော့เนาะလက်ရှိနောက်ဆုံး6ချိန်မှာပေါ့เนาะ Brighton တော့လက်ရှိနောက်ဆုံးမှာ Aston Villa နဲ့တွားချေစံပွဲကစားတယ်เนาะအဲ့ပွဲတော့တည်ရတော့ပါလေဗျအဲ့ပွဲမတိုင်ခင်မှာလည်းဒီ Aston Villa ကိုလည်းရှုံးသွားတယ်เนาะ Brighton တော့ဒီနီးပြ Graham Potter မရှိတဲ့နောက်ပိုင်းမှာခြေစွမ်းနည်းနည်းလေးပိုကျသွားတယ်လို့ကျွန်တော်အမြင်ရကျွန်တော်ထင်တယ်เนาะဒီပွဲတော့ကျွန်တော်6ပေါ်ပိုကြိုက်ပါလေဗျเนาะဒီနှစ်တင်းလုံး6တွင်းများကြမယ်လို့ထင်ပါတယ်ဗျကျွန်တော်အမြင်ရနော်ကျွန်တော်6ပေါ်ရွေးပါလေဗျနော်ပေါ်ဒီတော့ကျွန်တော်ခြာတန်းပိုကြိုက်နေနော်အင်ရှင်အတင်းကြိုက်ပါလေဗျ Brighton နိုင်တော့နိုင်မယ်ချေးမနိုင်ဘူးလို့ထင်ပါတယ်ဗျနော်နောက်တစ်ပွဲတော့အင်္ဂလန်ချန်ပီယံရှစ်ပွဲသွားလိုက်အောင်နော်ကိုဘီထရစ်နဲ့ဒီ West Brom ပေါ့နော်ဒီနေ့ဖွင့်လာတဲ့ကြေးတော့ West Brom တည်ပြ30ရှုံးပေးလိုက်နော်ကိုပေါင်းစင်းနှလုံးမိုင်းနဲ့90ပေါ့နော်ဒီနှစ်တင်းအချိန်တွေတော့ဒီကိုဘင်ထရစ်နော်အဆင့်14မှာ West Brom တော့အဆင့်16မှာပေါ့နော်အမှတ်တော့တမတ်ပဲกว่าတယ်လက်ရှိဒီ Asian အတင်းတော့ခြေစွမ်းနေနေကြာတော့လို့ပေါ့နော်နောက်ဆုံးနှစ်ပွဲမှာတစ်ပွဲရှုံးတစ်ပွဲတည်နော် West Brom တော့အချိန်နေဖြည်းဖြည်းချင်းကောင်းလာတော့ပေါ့နော်လက်ရှိနောက်ဆုံး5ပွဲမှာ5ပွဲလုံးနိုင်ထားတယ်နော်ဒီနေ့တင်းတွေ့ဆုံမှုလက်ရှိနောက်ဆုံးမှာတော့ CC နဲ့ West Brom အင်ကွင်းမှာတည်ထားတော့ပေါ့နော်ဒါပေမဲ့လက်ရှိနောက်ဆုံး6ပွဲကိုကြည့်မယ်ဆို West Brom တော့4ပွဲနိုင်2ပွဲတည်ရနော်ရှုံးပွဲမရှိဘူးဗျအင်ရှင်အတင်းကိုပီထရစ်က West Brom ကိုမနိုင်တော့နော်လက်ရှိနောက်ဆုံး6ပွဲပေါ့နော်ဒီနေ့လူရအားစင်းကိုကြည့်မယ်ဆို West Brom ဘက်ကအာဂျီနော်အာဂျီအဓိကကစားသမားမပါနိုင်ဘူးဗျပြီးတော့ Reading မြင့်နဲ့ Kyle Petra ပေါ့နော်ဧကစားသမားလည်းမပါတာတွေ့ရပါလေဗျဒီနေ့တော့ international ခမန်းချက်တော့1-2နော် West Brom အဝေးကွင်းအတင်းနိုင်ထားသွားမယ်လို့ခမန်းပါလေဗျနော်ဒီအင်ရှင်အတင်းတော့လက်ရှိနောက်ဆုံးအင်ကွင်းပြန်ဆိုင်မှုမှာ3-3နဲ့ဆွဲစီကိုတည်ထားတယ်နော် West Brom တော့ Sunderland အဝေးကွင်းကနေ1-2နဲ့နိုင်ထားတာပေါ့နော်အဆင့်16ကအဆင့်14ကိုအဝေးကွင်းမှာလာပေးထားတယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော် West Brom ကိုပို့ကြိုက်တယ်เนาะအမှတ်ကတမတ်ပဲกว่าတယ်ဆိုပေမဲ့ဒီအောက်အတင်းတော့အောက်အတင်းပဲပေါ့နော်ဒါပေမဲ့အဝေးကွင်းမှာလည်းတီးပြ30ထိကျေးလာပေးထားဆိုဒီပွဲတော့ West Brom နိုင်ဖို့များတယ်เนาะတီးနဲ့ West Brom အနိုင်ပေါ့နော်ဟိုကျွန်တော်တို့ဒီပွဲတော့ West Brom ပေါ်ဒီကြိုက်တယ်เนาะအကြိုက်သူမှလိုက်ထိုးပေါ့နော် international ခမန်းချက်တော့1-2เนาะC1 တော့မဟုတ်1-2နဲ့ပြီးမယ်လို့ခမန်းပါလေဗျနောက်တစ်ပွဲတော့ပေါ်တူဂီဖလားပွဲသွားလဲအောင်เนาะပေါ်တိုနဲ့ပီဆန်တီပေါ့เนาะဒီနေ့ပေါ်တိုအင်ကွင်းတော့ပေါ်တိုဖွင့်လာလဲကြေးတော့နှလုံးတွင်းပြ40နိုင်ပေါ့เนาะကိုပေါင်းစေးတော့3လုံးတည်ရเนาะဒီပေါ်တူဂီဖလားတော့တော်တော်များများတော့ပေါ်တိုအသင်းတော့ဒီဖလားယူလေးရှိတယ်เนาะဖလားမရရင်တော့ဒီ semi final တို့ final အထိတို့ ACC လို့လည်းကူနဲ့ရောက်လို့ရှိတယ်เนาะပေါ်တိုနဲ့ဒီပီဆန်တီလက်ရှိနောက်ဆုံးတွေ့ဆုံမှု3ချိန်မှာပေါ်တိုတစ်ချိန်ပဲကြေးနိုင်ထားတယ်เนาะနှစ်ပွဲကြေးရှုံးပါတယ်ဗျာเนาะဒီနေ့ပေါ်တိုဖက်သွားမဲ့လူတွေနည်းနည်းတတိထားမယ်เนาะလက်ရှိနောက်ဆုံး9ပွဲကိုကြည့်မယ်ဆိုပေါ်တိုကြေးပိုရှုံးထားပါတယ်ဗျာเนาะပီဆန်တီနဲ့တွေ့ဆုံမှုမှာเนาะဟိုကျွန်တော်တို့ဒီပေါ်တိုပိုကြိုက်ပါတယ်ဗျာနော်တိုက်စစ်စင်တဲ့အတင်းပေါ်တိုအတင်းပိုကြိုက်တယ်ဒါပေမဲ့အနေများပါတယ်ဗျဒီနေ့6ပေါင်းစီတော့အင်ရှင်နှလုံးတွင်ရှုံးမယ်နော် international ခမန်းချက်တော့ 2C ပေါ့နော်6ပေါင်းစီက 3D နော်โอเคကျွန်တော်နဲ့အကြိုက်တူမဲ့လူတွေလိုက်ထိုးလို့ရလာပေါ့နော်လက်ရှိမနက်မှာတော့ကျွန်တော်ပေါ်တိုအတင်းကြိုက်ထားတယ်နော်တိုက်စစ်စင်တဲ့အတင်းပေါ့နော်ကျွန်တော်ပေါ်တိုရွေးပါလေဗျ